ရန်ကုန်မှာရေတက်နေပြီဆိုရင်တော့ဒီ၃ချက်ကိုလုံးဝမမေ့ပါနဲ့အထူးသဖြင့်နံပါတ်1ကတင့်သက်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်နံပါတ်1ကလျှက်စစ်မိပါရေစဝင်လာပြီဆိုတာနဲ့ main switch ကိုအရင်ပိတ်လိုက်ပါအိမ်ထဲမှာရှိတဲ့လျှက်စစ်ပစ္စည်းတွေကိုအလျင်စလို့မဖြုတ်ပါနဲ့အဲ့ဒါကအရန်အနေအများပါတယ်ရေဆိုနေတဲ့လက်နဲ့ဘယ်လျှက်စစ်ပစ္စည်းကိုမှမကင်မိဖို့အထူးသတိပြုပါပလက်ပေါက်ဝါယာကြိုးတွေရေးထီလို့ရှိရင်မီးလောင်တာလျှက်စစ်ထပ်လိုက်တာတွေဖြစ်နိုင်ပါတယ်ကျမ်းမြင်နာမှာရှိတဲ့ extension cord တွေကိုချက်ချင်းအမြင့်ကိုတင်ပါရေကျသွားပြီးပြန်သုံးတော့မယ်ဆိုရင်လည်းလျှက်စစ်ပစ္စည်းတွေကိုလုံးဝ၆သွေးအောင်ပညာရှင်နဲ့စစ်ဆေးပြီးမှသာပြန်သုံးဖို့အကြံပြုလိုပါတယ်နံပါတ်2ကရေကြီးနေတဲ့လမ်းတွေပေါ်မှာတတိနဲ့သွားလာပါမပေါ်စားပါနဲ့ရန်ကုန်လမ်းတွေမှာရေတက်နေရင်မြောင်းဖုံတွေပွင့်နေတတ်တဲ့အတွက်အောက်မှာဘာရှိမှမသိရပါဘူးရေကြီးနေရင်တော့အောက်ကအန္တရာယ်ကိုမမြင်နိုင်ပါဘူးရေတွေကိုအလင်းစလို့မဖြတ်ပါနဲ့ကားဆိုင်ကယ်စီးသူတွေအနေနဲ့ရေနက်ကိုမခတ်မှန်းနိုင်ရင်လုံးဝမဖြတ်ပါနဲ့ရေထဲမှာကားပြတ်သွားလို့ရှိရင်အကူညီရဖို့ကပိုခက်ခဲပါတယ်နောက်ဆုံးချက်ကတော့ကြိုတင်ပြင်ဆင်မှုပါရေကအိမ်ထဲထိတက်လာနိုင်နေဆိုရင်ဓမီပါဝါဘန်ဆေးဝါးတောက်ရည်နဲ့အရေးကြီးဆောင်ရွက်စာရင်းတွေကို waterproof ဘတ်ထဲမှာအသင့်ထည့်ထားပေးပါအားလုံးပဲဘေးကင်းလုံခြုံစွာနဲ့ဒီမိုရီကာလာကိုကြော်ဖြတ်နိုင်ပါစေရန်ကုန်မှာအခုဘယ်နေရာတွေကရေရမ်းကြီးနေလဲဆိုတာကိုကွန်မန့်မှာပြောပြခဲ့ကြပါဦးဒီလိုဘူဒရာရစရာအစီအစဉ်လေးတွေကိုကြည့်ရှုနေဆိုရင်တော့ Channel 24ရဲ့ Facebook YouTube နဲ့ TikTok Channel တွေကို Like and Subscribe လုပ်ပေးဖို့မမေ့နဲ့နော်